ကုတ်ဝီများလို့ပုကုံဘဲတွေနဲ့မိဖို့ကြောင့်တုံးတီးနယ်တွေအားလုံးအယောင်းဝယ်တည်ငိမ့်နေပါတယ်ရန်ကုန်ပြည်နောက်ကုန်စည်တိုင်းမှာပြင်ပပုကုံဘဲမျိုးစားတွေဖြစ်တဲ့မက်ပယ်နဲ့ပဲစင်ကုံကတော့ဈေးကွက်တွေအဝယ်ပုံမှန်ရှိနေရကြောင်းဈေးအေးနေသလိုမိဖို့ကြောင့်တုံးတီးနယ်တွေဖြစ်တဲ့ကျစ်သွန်အာလူနဲ့ရေထွက်ကုန်တွေကလည်းနေဆောင်ကနေကုန်စည်ဝင်ရောက်မှုပုံမှန်ရှိနေရကြောင်းဈေးအသက်ကျသိမ့်မရှိပဲတည်ငိမ့်နေရကိုတွေ့ရပါတယ်ရန်ကုန်ပြည်နောက်ကုန်စည်တိုင်းရဲ့ဇွန်လ10ရက်နေ့ထုတ်ပြန်ချက်အရမက်ပယ် FAQRC ကတဒန်းကို33သိန်း9000ကျပ်ပေါက်ဈေးရှိနေပြီးကိုသိန်းသားအလုံး20စာအယောင်းဝယ်ဖြစ်ခဲ့တယ်လို့ကုန်သည်တွေကပြောပါတယ်ပဲစင်ုံနီအာစီကတော့တဒန်းကို33သိန်း2500ကျပ်ပေါက်ဈေးရှိပြီးကိုသိန်းသားအလုံး20စာအယောင်းဝယ်ဖြစ်ခဲ့ပါတယ်ပဲကြီးတစ်ကြောက်သွင်းကတော့တပိတ်တာကို13040မှာ13220ကျပ်နဲ့ပဲကြီးရွှေကျွန်းကတော့တပိတ်တာကို15040မှာ15930ကျပ်အတီးတီးပေါက်ဈေးရှိနေပါတယ်ဇွန်လ10ရက်နေ့ကဈေးကွက်အတွင်းမှာကျက်သွနီစိတ်ဖြူရှယ်ကတပိတ်တာကို4800ကျပ်မုံရွာက3800ကျပ်ပေါက်ဈေးရှိနေပါတယ်ဈေးကွက်အတွင်းကိုကုန်ကားစီးရဲ့680နဲ့ကျက်သူနီပိတ်တာချင်း13400ခန့်ဝင်ရောက်ခဲ့တယ်လို့ကုန်သည်တွေကဆိုပါတယ်ကျက်သူဖြူကျူကောက်ကတော့တပိတ်တာကို11800ကျပ်ပေါက်ဈေးရှိခဲ့ပြီးကျက်သူဖြူအောင်ပန်းကလည်းအမျိုးစားလိုက်တပိတ်တာကို4500မှ4600ကျပ်အတွင်းပေါက်ဈေးရှိနေပါတယ်အာလူအောင်ပန်း A1 ကတော့တပိတ်တာကို3000ကျပ်OKS1 နဲ့ S2 အုပ်စုကတော့3500ကျပ်အတီးတီးပေါက်ဈေးရှိနေပါတယ်။ဇွန်လ10ရက်နေ့ကဘီရင်နောက်ကုန်စီတိုင်းကိုကုန်ကားစီးရေ6စုနဲ့အာလူပိတ်တာချိတ်36000ခန့်ဝင်ရောက်ခဲ့ပါတယ်။ပဇွန်6ဖြာပုတ်ရွှေတီရှယ်ကတပိတ်တာကို2,9000ကျပ်မှ3သိန်းကျပ်ဝန်းကျင်ငရဲ6ရှယ်က3,1000ကျပ်ငပုတ်6ရှယ်က9,5000ကျပ်နဲ့ငနီတူ6ကတော့တပိတ်တာကို3,000ကျပ်ဝန်းကျင်ဈေးနဲ့အသီးသီးအယောင်းဝယ်ဖြစ်နေကြပါတယ်လက်တလုံးမှာပုတ်ကုံဘဲတွေဝယ်လွှာရှိနေတဲ့အတွက်ဈေးနှုန်းခိုင်မာမှုရှိနေတယ်လို့ကုန်သည်တွေကပြောပါတယ်။မိဖို့ကြောင့်တော့ကုန်စည်တွေကလည်းကုန်ဝင်ပုံမှန်ရှိနေရကြောင်းဈေးနှုန်းတွေတည်တည်တသာပြောင်းလဲမှုမရှိပဲဆက်လက်တည်ငြိမ်နေအောင်မဲလို့ကုန်သည်တွေကခက်မှန်းထားကြပါတယ်။ဒဖောင်မထိုင်ကတုံတက်တင်ပြထားတဲ့ဘီးနောက်ကုန်စည်တိုင်းပေါက်ဈေးနှုန်းတွေဟာလက်ကာဈေးနှုန်းများတာဖြစ်ပြီးလက်လီဈေးကွက်အတွင်းဒေတာလိုက်တည်ယူပို့ဆောင်ရေးစရိတ်ပေါ်မူတည်ပြီးဈေးနှုန်းအနည်းငယ်ကွာဟမှုရှိနိုင်ပါတယ်ရှင်။